သက်ကြီးရဲ့အမျိုးသမီးကြီးတယောက်ဟာသူမရဲ့မျက်နှာဖုံးကိုခွာချဝတ်ထားတဲ့သပင်တုကိုဖယ်ရှားလိုက်တဲ့အခါမှာတော့လူပြိုလှပတဲ့မိန်းကလေးတယောက်ဖြစ်ချက်ချင်းပြောင်းလဲသွားပါတယ်သူမနာမည်ကဂျူဒီပါသူမဟာအထူးပြုလုပ်ချက်မိတ်ကပ်ပညာရှင်တယောက်ဖြစ်ပြီးသူမရဲ့နာမည်ကြီးမင်းသားချစ်သူချားစ်နဲ့တွေ့နိုင်ဖို့အတွက်9နှစ်တိုင်အမိုက်လဲတဲ့အတော်ကြီးတယောက်ဖြစ်ဟန်ဆောင်ခဲ့ရတာပါဒီလိုဟန်ဆောင်မှုဟာလုံခြုံရေးဝန်ထမ်းကိုတော့အမြဲတမ်းလှည့်စားနိုင်ခဲ့ပါတယ်ဒီနေ့မှာတော့လုံခြုံရေးဝန်ထမ်းကသူမကိုတားပြီးဒီနေ့ကြည့်ရတာတမျိုးလေးထူးခြားနေတယ်လို့ပြောလိုက်တဲ့အတွက်ဂျူဒီတယောက်အရန်ထိတ်လန့်သွားပါတယ်ဒါပေမဲ့ဝန်ထမ်းကပြုံးပြီးဒီနေ့ကပို့ပြီးတော့မှနေတယ်လို့ပဲလို့ပြောလိုက်မှစိတ်အေးသွားရပါတယ်တကယ်တော့အဲ့ဒီဝန်ထမ်းဟာနေတိုင်းတွေ့နေရတဲ့ဒီတော်ကြီးကိုစိတ်ထဲကကိုချစ်နေမိတာပါဂျူဒီဟာသူမရဲ့ရည်ရွယ်ချက်ကိုမမေ့ပဲချစ်သူရဲ့တိုက်ခန်းကိုအမြန်သွားပြီးရုပ်ဖြတ်ထားတာတွေကိုဖယ်ရှားလှပတဲ့အဝတ်စားတွေလဲလေကတီဗီရှိမှရင်ခုန်စွာနဲ့စောင့်နေခဲ့ပါတယ်သူမရဲ့ချစ်သူမင်းသားဟာအကောင်းဆုံးမင်းသားစုရရင်သူတို့ရဲ့ဆက်ဆံရေးကိုလူသိရှင်ကြားကြေညာပြီးစင်ပေါ်မှာလက်ထပ်ခွင့်တောင်းမယ်လို့တတိပေးထားခဲ့လို့ပါစုပေးပွဲမှာသူမချစ်သူနာမည်ခေါ်လိုက်တဲ့အချိန်မှာဂျူဒီတယောက်ဝမ်းသာလုံးလို့ပါးစပ်လေးပိတ်ပြီးမတက်ရက်မိပါတယ်ဒါပေမဲ့ချားစ်ဟာဆုလက်ခံရယူတဲ့မိန်းကုန်းမှာဒရိုက်တာတရုပ်ဆောင်တွေနဲ့အေဂျင့်ကိုသာကျေးဇူးတင်စကားပြောသွားပြီးဂျူဒီချောင်းကိုတော့လုံးဝထည့်မပြောခဲ့ပါဘူးဂျူဒီတယောက်စိတ်ပြက်လက်ပြက်နဲ့ကျန်းမြင်ပေါ်မှာထိုင်ချလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲချားစ်ရဲ့အတန်ကတီဗီထဲကနေထက်ထွက်လာပြီးကျွန်တော်ရဲ့ချစ်ချင်းမြတ်တာတွေအားလုံးကတော့စပြောတဲ့အခါဂျူဒီရဲ့မျက်လုံးထဲမှာမျောလင်းချက်တွေပြန်လည်တောက်ပလာပါတယ်ဒါပေမဲ့သူတကယ်ချစ်မြတ်လို့ပါတယ်လို့ထုတ်ပေါ်ပြောလိုက်တာကတော့သူ့ရဲ့ခွေးလေးဖြစ်နေပါတယ်ဂျူဒီတယောက်9နှစ်ပတ်လုံးနစ်နာခံခဲ့တဲ့များဟာခွေးတစ်ကောင်လောက်တောင်တန်ဖိုးမရှိဘူးလားဆိုပြီးကြေကွဲသွားပါတယ်သူမဟာချစ်သူစီဖုန်းဆက်ပြီးဘာလို့လူသိရှင်ကြားမပြောတာလဲလို့မေးပေမဲ့သူကတော့အလုပ်ကိစ္စကြောင့်ဆိုပြီးဖုန်းချသွားခဲ့ပါတယ်သူမဟာတိုက်ခန်းမှာစောင့်ပြီးထိတ်တိုက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲချားစ်ကလူအုပ်ကြီးနဲ့အတူပြန်လာတဲ့အတွက်ဂျူဒီတယောက်ရေချိုးခန်းနဲ့အမြန်ပြေးပုံလိုက်ရပါတယ်။တယောက်ကရေချိုးခန်းတကားကိုတွန်းဖွင့်ဖို့ကြိုးစားတဲ့အခါသူမကတကားကိုအတင်းပြန်ဆွဲထားပါတယ်။နောက်ဆုံးမှာတော့အာမခံနိုင်တော့ပဲသူမဟာလူဖြစ်မျက်နှာဖုံးကိုအမြန်ပြန်ဆုပ်ပြီးအပြင်ကိုလဲကျထွက်လာပါတယ်။သတင်းထောက်တွေကဝိုင်းအောင်လာပြီးဒီမိန်းကလေးကိုတိတလားလို့မေးတဲ့အခါမှာတော့ချားစ်ဟာသူ့ရဲ့ပုံရိပ်ကိုထိခိုက်မှစိုးရိမ်တာကြောင့်ဂျူဒီကိုသူမဟာကျွန်တော်နောက်ကိုတကောက်ကောက်လိုက်နှောက်ယှက်နေတဲ့စတော့ကတယောက်ပါလို့လူသိရှင်ကြားညင်းဆိုလိုက်ပါတော့တယ်။ဂျူဒီရဲ့နှလုံးသားတစ်ခုလုံးစုပ်ပြတ်သက်သွားခဲ့ရပါတယ်။ရဲစခန်းကပြန်ထွက်လာပြီးနောက်မှာတော့သူမဟာဒီလိုအရေးမေးထဲမှာနေထိုင်ရတဲ့ဆက်ဆံရေးကိုအဆုံးသတ်ဖို့ဆုံးဖြတ်ပြီးလမ်းခွဲလိုက်ပါတယ်။သူမရဲ့စစ်ဆက်လက်စုပ်ကိုချုပ်ပြီးခြိုက်ကြီးတင်ငိုကြွေးခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူမစီကိုပါဆယ်ထုတ်တစ်ခုရောက်လာပါတယ်။အဲ့ဒီဘူးကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ဂျူဒီတယောက်အံ့ဩမြင်သက်သွားပါတော့တယ်။